အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုကျော်စီရ YouTube channel လေးကနေကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုမင်္ဂလာပါလို့ဥစားနှုတ်ဆက်ရေးကျွန်တော်ရဲ့အခုဗီဒီယိုပိုင်း live show လေးကနေအားလုံးကိုပြင်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တရားမမဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲဒါညံလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အခုဗီဒီယိုပိုင်းကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအတွက်ကိုဒါ17ရက်နေ့ဒါတနင်္လာနေ့ရဲ့အဖွင့်နေ့မန်နယ်စီအတွက်ကိုလာရောက်ပြီးတော့မျှဝေပေးတဲ့ live show လေးပဲဖြစ်ပါတယ်ဒါအရင်တစ်ပတ်ကတော့ကျွန်တော်ရဲ့အကူရီမားတွေတောက်ကြပွဲသိန်းလေးရဲ့နေကုံမှာတော့ကျွန်တော်ရဲ့အကူရီမားတွေမနက်ညဒါအကူရီမားတွေပတ်သီးလေးနဲ့ပဲကျွန်တော်ရဲ့အကူရီမားကျင်းနှက်လိုက်ကြမယ်မနက်စီမှာကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူရီမားတွေအားလုံးပဲ6ပိုင်း6ပတ်သီးညနေစီမှာ6ပိုင်း6ပတ်သီးနဲ့ကျွန်တော်ရဲ့အကူရီမားတွေနေကုံလေးမှာပတ်သီးနဲ့ပဲကျင်းနှက်လိုက်ရတယ်ကျွန်တော်အဲ့ဒီကကျွန်တော်ပြောပေးခဲ့တဲ့ကျွန်တော်ရဲ့အကူရီမားတွေကိုကြံကနန်းနှလုံး6ခွန်ဒီကြားနိုင်ရရှိတယ်ကျွန်တော်အဲ့ထဲမှာကျွန်တော်ကဒါကျွန်တော်ရဲ့အကူရီမားအောင်6ကိုပို့ပြီးတော့ကျင်းနှက်မှုရှိတယ်6ကိုကျွန်တော်ပို့ပြီးတော့တိုက်လို့ကျွန်တော်ပြောပေးခဲ့တဲ့အတိုင်းလေးပဲကျွန်တော်ရဲ့အကူမားတွေ6ပိုင်း6ပတ်တည်နဲ့ကျွန်တော်ရဲ့အကူမားတွေမနက်စီးမှာလည်း okay တို့ညနေစီးမှာလည်း okay ခဲ့တယ်မင်းရောကတော့ကျွန်တော်ရဲ့အကူမားမမေ့ခဲ့ဘူးဒါဒီနေ့ရဲ့ဒါเนาะတမရနေ့ရဲ့ဒါနေကုန်မနက်ညမှာလည်းမနက်စီးမှာအဆင်ပြေခဲ့တော့ညနေစီးမှာအဆင်ပြေအောင်လာရောက်ပြီးတော့မျှဝေပေးမယ်အခုဗီဒီယိုဖိုင်လေးကတော့ဒါအဖွင့်နေ့ရဲ့မနက်တော့ကိုလာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ကဲ17ရက်နေ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူမားတွေအားလုံးမတလနေ့ရဲ့မနက်မှာအဓိကထားပြီးဆော့တဲ့1ချင်းဒီ9-3ည1ချင်းเนาะကျွန်တော်ပြောပြလိုက်ပြီเนาะကျွန်တော်ကိုမိုင်း9ပိုင်း3ညပိုင်းမှာ9-3ည1ချင်းလေးပဲဖြစ်ပါတယ်9နဲ့ပတ်သက်လို့မပတ်နိုင်အောင်ဆိုတော့ချင်းမိတ်ဆွေကိုရီမားတွေရော3ညနဲ့ပတ်သက်ပြီးတော့မပတ်နိုင်အောင်ဆိုတဲ့အကူရီမားတွေရောကျွန်တော်ဘင်းရောက်ကွက်တွေကိုပြောပြပေးမယ်အဖွင့်နေ့မနက်ဖြစ်တာဖြစ်တဲ့တော့ကျွန်တော်ရဲ့အကူရီမားတွေအားလုံးပဲဆော်တဲ့ခိုင်เนาะရှင်းပြီးဆော်မဲ့ရှင်းပြီးကစားမယ်အဖွင့်နေ့မနက်ဆိုတော့ကျွန်တော်ရဲ့အကူမိုင်းเนาะဒါကျွန်တော်ရဲ့မျိုးတွေကိုကျွန်တော်ပြောချင်တာကချင်းဆော်မဲ့ချင်းပြီးတော့ကစားစီခြင်းနဲ့ကဲအားလုံးပဲ9ပိုင်း3ညပိုင်းနဲ့ကူမှာ9နဲ့ပတ်သက်တဲ့ main 3ညနဲ့ပတ်သက်တဲ့ main ကိုကျွန်တော်ပြောပြသွားမယ်ကဲလိုက်ပြီးတော့မှတ်ပါမယ်9နဲ့ပတ်သက်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူရီမားတွေအားလုံးပဲ9တစ်ကဲ9နှစ်ကဲ9-6ကဲ9-8ကဲဒီ9နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အကူရီမားတွေအားလုံးပဲ main ရောကွက်ပဲဖြစ်ပါတယ် like မှတ်ထားပါအပန်းမကြည့်ကျွန်တော်ရဲ့အကူရီမားတွေ comment လေးမှာမှန်ပြီးခဲ့ပါ9နဲ့ပတ်သက်ရင်9တစ်ရေ9နှစ်ကဲ9-6ရေ9-8ကဲဒီ9နဲ့ပတ်သက်ပြီးတော့ main ပါတင်းနဲ့ပတ်သက်လို့ကျွန်တော်ရဲ့ကိုရီမားတွေမပန်း sorry 3ညနဲ့ပတ်သက်လို့မပန်းအောင်ဆိုကိုရီမားတွေ3ညနဲ့ပတ်သက်ပြီးတော့ main ဒီ3ည3เนาะကိုရီမားကျွန်တော်ပြောပေးနေတယ်เนาะ3ည3ရေ3ည4ရေ3ည6ရေ3ည8ရေဒီ3ညနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ကိုရီမားတွေအားလုံးပဲ main all ကွက်ပဲဖြစ်ပါတယ် live မှတ်ထားပါ3ညနဲ့ပတ်သက်ကျွန်တော်ရဲ့ကိုရီမားတွေ3ည3 3ည4 3ည6 3ည8ဒီနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ကိုရီမားတွေ main all ကွက်ပဲဖြစ်ပါတယ်တို့ကြနေရဲ့နေကုန်မှာတော့မနက်ညပတ်သီးနေပဲကျွန်တော်တို့ကကျင်းနေရတာဖြစ်တဲ့အတွက်တနင်္လာနေ့ရဲ့ဒါမနက်ညမှာလည်းမနက်စီမှာအဆင်ပြေခဲ့ရတော့ရှိနေတော့ညနေစီမှာအဆင်ပြေခဲ့အောင်ကိုရီမားတွေစူးစမ်းပြီးသွားမယ်နေကင်းကျွန်တော်ရဲ့ကိုရီမားတွေနော်ဒါတနင်္လာနေ့ညနေစီအတွက်ကိုကျွန်တော်နေကင်း12နာရီခွဲကြရင် live လွှင့်ပေးမယ်အားလုံးကဝင်ကြည့်ပါကျွန်တော်ရဲ့ဒါ channel ကိုချော်သူရ YouTube channel အသက်ကလေးကိုလည်းအမြဲတမ်းစောင့်မျှော်ပြီးတော့အားပေးနေတဲ့ဒါလူဟောင်းမိတ်ဆွေလေးတွေရောဒါကျွန်တော်ကိုအခုမှအမြင်တော့တွေ့လို့အားပေးတဲ့လူသက်မိတ်ဆွေတွေကျွန်တော်ရဲ့ဒါ channel အသစ်ကို subscribe မနေကတည်းကျွန်တော်ရဲ့ channel တစ်ကို subscribe နေခဲ့ပါဘေးနားမှာရှိတဲ့ channel လေးကိုပါကျွန်တော်ရဲ့အကူဒီမားတွေကအမဲအောင်ပြောင်းနှိပ်ခဲ့ပေးပါမယ်ဟုတ်ပြီနော်ကျွန်တော်ရဲ့အမျိုးတွေအားလုံးကျွန်တော်ပြောပေးနေတယ်နော်3ညနဲ့ပတ်သက်ရင်3ည3ရေ3ည4ရေ3ည6ရေ3ည8ရေဒီ3ညနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အကူမားတွေ main ရောက်ခွက်ဖြစ်ပါတယ်ကဲ9နဲ့ပတ် sorry 9နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အကူမားတွေတက်ကွက်ကောင်းပြောမယ်3ညနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အကူမားတွေတက်ကွက်ကောင်းပြောမယ်တက်ကွက်ကောင်းလေးမခေါ်သေးခင်မှာအားလုံးပဲအပြီးပေါ့ကီးအခွေကိုကျွန်တော်ပြောသွားပါမယ်အပြီးပေါ့ကီးတွဲအခွေကိုကျွန်တော်ပြောသွားပါမယ်အပြီးပေါ့ကျွန်တော်ကမာကီးအတွဲခွေဒီ135ခွန်ပါ135ခွန်ဒီအပြီးပေါ့ကီးတွဲအခွေပဲဖြစ်ပါတယ် live မှတ်ထားပေးပါအပန်းမကြည့်ရင် comment လေးမှာမှန်ပေးထားခဲ့ပါ135ခွန်ဒီအပြီးပေါ့ကီးတွဲအခွေပဲဖြစ်ပါတယ်ဒီအားလုံးပဲ live ပြီးတော့ကျွန်တော်ရဲ့အခွေမှာမှတ်ထားပေးပါကို့မှာလုံးမိုင်းရှင်တွဲပြီးတော့ကစားပါပြီးပေါ့ကီးတွဲအခွေဒီဒီကနေ့လေးလုံးဒီအပြီးပေါ့တော့ကြားနိုင်ရရှိတယ်ဒါပြင်ကိုမှာကီးတွဲနေတယ်ကြားနိုင်ရရှိတယ်135ခွန်ဒီအပြီးပေါ့ကီးတွဲအခွေပါကဲ9နဲ့ပတ်သက်ပြီးတကွက်ကောင်3နဲ့ပတ်သက်ပြီးတကွက်ကောင်ပြောသေးခင်မှာဒါဒီတစ်ပတ်မှာကျွန်တော်ရှိမှာဖုန်းဝင်ရသေးတော့လူဟောင်းမိတ်ဆွေတွေရောကျွန်တော်ရှိမှာဖုန်းဝင်နေတယ်ဆိုတော့လူသစ်မိတ်ဆွေတွေလောက်ပြီးတော့ဖုန်းဝင်လို့ရပါပြီအခုတည်းကတော့ကျွန်တော်ကမှလောက်ပြီးတော့ဖုန်းဝင်ထားမယ်ဆိုရင်တတင်းလာအင်္ဂါဗုဒ္ဓဦးမကျော်တတင်းလာအင်္ဂါမှာလည်းလုံးဝကြိုင်မာနေကြဖြစ်တဲ့အပတ်တိုင်းမှာအဆင်ပြေနေကြဖြစ်တဲ့ဇာရိုးပတ်ဒီတစ်လုံးနဲ့အတူမွေးကနန်းသုံးကိုလိုချင်တဲ့ဆိုတဲ့အကူဒီမတွေအရှုံးများနေတယ်ဆိုတဲ့အကူဒီမတွေအဖိုးဝင်ချင်မှာဆိုတဲ့အကူဒီမတွေလောက်ပြီးတော့ဖုန်းဝင်လို့ရပါပြီကျွန်တော်ရှိမှာအဖိုးဝင်တဲ့အကူဒီမတွေတည်ဆုံးဖြစ်မှာပါကျွန်တော်ရဲ့ဇာရိုးပတ်ဒီမွေးကနန်းဒီအပတ်တိုင်းမှာလုံးဝထွက်ရှိနေတယ်3ရက်အတွင်းမှာ share မွေးချင်တယ်ဒါပြင်ကိုမှ2ရက်အတွင်းမှာကြာရင်ကျင်တတ်ပါပြီစင်ပြေချင်တယ်ဆိုတဲ့အကူဒီမတွေလာရောက်ပြီးတော့အကူဒီကဖုန်းဝင်ထားမယ်အခုလောက်ပြီးတော့ဖုန်းဝင်ထားမယ်ဆိုရင်တင်းလာအင်္ဂါဘူဒိုမကျော်တင်းလာအင်္ဂါမိုင်လုံးဝကြတဲ့ဇာရိုးပတ်ဒီတစ်လုံးနဲ့အတူမွေးကနန်း3ခွက်ကိုရမယ်လိုချင်တဲ့မောင်လေးရေအချွေးများနေလို့ပါ
ဆိုတဲ့အကူဒီမိုင်းလာပြီးတော့ဖုန်းတွေရောက်ပါပြီအဖုန်းဝင်ချင်ကျွန်တော်ရဲ့ကူဒီမိုင်းပုံမှန်တိုင်း1000ပဲကျွန်တော်ရဲ့ဒါဖုန်းနံပါတ်ကိုမသိသေးတဲ့လူသိမယ်ဆိုကျွန်တော်ရဲ့ဒါဖုန်းနံပါတ်အားလုံးပဲเนาะကျွန်တော်ခေါ်ပြပါမယ်တောင်ညာကို live မှတ်ထားပါကဲเนาะ885ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမိုင်းကျွန်တော်ပြောပြနေပြီเนาะ456ကျွန်တော်ရဲ့ကိုဒီမိုင်းအားလုံးပဲ221ဒီကျွန်တော်ကင်ဆောင်တဲ့ဖုန်းနံပါတ်ပါအဲ့ဖုန်းနံပါတ်မှာ Viber 3နဲ့ဖုန်းခေါ်ပြီးတော့လည်း cancel လုပ်ရပါတယ်ကန်ဆာကြီးဒီကျွန်တော်ရဲ့ကိုဒီမိုင်းပုံမှန်တိုင်း1000ပါပဲကြအောင်မယ်เนาะကဲ9နဲ့ပတ်သက်လို့ကျွန်တော်ရဲ့ကိုဒီမိုင်းတက်ကွက်ကောင်းဒီ90ခွန်เนาะ9ခွန်ဒီကျွန်တော်ရဲ့ကိုဒီမိုင်းတက်ကွက်ကောင်းမှာတော်ရနဲ့ပတ်သက်လို့ကျွန်တော်ရဲ့ကိုဒီမိုင်းတက်ကွက်ကောင်းဒီ3ည1เนาะ3ည1နဲ့9ခွန်ဒီကျွန်တော်ရဲ့ကိုဒီမိုင်းအားလုံးပဲအထူးမင်းရောတင်ကွက်2ကွက်ကောင်းပဲဖြစ်ပါတယ်9ခွန်နဲ့3ည1ဒီအထူးမင်းရောတင်ကွက်2ကွက်ကောင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးနားဝင်ပြီးပါကျွန်တော်ရဲ့ရှိုးဗီဒီယိုဖိုင်လေးကိုစာလုံးရှိပဲကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားဒီအားလုံးပဲစိတ်ချမ်းသာစေကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေလုံနိုင်မလဲပြေဝနေကြပါစေအားလုံးပဲမင်္ဂလာရှိတဲ့စကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုသာရကိုစီပိုင်နေရပါစေလို့ကျွန်တော်တို့တူအောင်မှာစမောဟိုင်းထောင်းပေးလိုက်ပါတယ်ကြအောင်မဲ့ကိုလက်ပါကံကောင်းကြပါစေဗျ